ဒီကနေ့ခေတ်လူတွေလည်းပဲအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေရှိတာပဲဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေရှိပြီးတော့ဘာဖြစ်လို့တရားဥပမရကြသလဲဆိုရခြင်းတဲ့ဆန္ဒထိုဆန္ဒအားလျော်စွာကြိုးစားအထောက်မှုဆိုတာမလုပ်ကြဘူးလေနိဗ္ဗာန်ကိုရွှေ့ဆိုင်ထားပြီးတော့နောက်ဖရာကြမှာပဲလိုက်တော့မလို့ဒီလိုရွှေ့ဆိုင်ကြတာ postpone လုပ်တဲ့လူကများရတယ်လေနိဗ္ဗာန်သွားမယ်ဆို postpone လုပ်မယ်အေးအပျော်ပါးသွားရမယ်ဆိုရင်တော့ ready ပေါ့အဲ့ဒါလို့ပါရမီတွေရှိပြီးတော့ဉာဏ်ဉာဏ်သွေးထက်မြက်တော်လည်းပဲစိတ်ဆန္ဒမရှိဘူးဆိုရင်မဖြစ်ဘူးသွားနော်စိတ်ဆန္ဒတော့ရှိတယ်မကြိုးစားဘူးဆိုရင်မဖြစ်ဘူးကြိုးတော့ကြိုးစားတယ်မရရင်